ပထမဆုံးသင်ခန်းစာအနေနဲ့ဖြီးတွေကိုသွားလိုက်ရအောင်ဒီစလုံးဆိုရင်ပေါ်ပေါ်ဒီမှာနှက်ခမ်းကလုံးဝသောပုံသဏ္ဍာန်ဖြစ်တာကိုသတိထားကြပါမယ်ပေါ်ပေါ်ဒါဆိုရင်ဖောဖောက်ထုတ်အတန်ထွက်ရပါမယ်ဖောမောမောဖောဖောဒီဖြီးတွေအကုန်လုံးကိုဆိုတဲ့အချိန်မှာနှက်ခမ်းသည်လုံးဝသောပုံသဏ္ဍာန်ရှိတာကိုသတိထားရပါမယ်ပေါ်ဖောမောဖောဟုတ်ပါပြီနောက်တစ်ချောင်းသွားလိုက်ရအောင်နောက်တစ်ချောင်းမှာဆိုလို့ရှိရင်သထထနနလလပြန်ဆိုကြည့်မယ်ပေါ်ဖောမောဖောသထနလဒါကိုဘယ်လိုမျိုးကြက်ရမလဲလို့မေးမယ်ဆိုလို့ရှိရင်တော့ပေါ်ဖော်မော်ဖော်သထနလအမြန်ပေါ့နော်အမြန်ရွတ်ပြီးတော့ကြက်လို့ရှိရင်တော့အကောင်းဆုံးပါပဲပေါ်ဖော်မော်ဖော်သထနလနောက်တစ်ခုအနေနဲ့ဆိုလို့ရှိရင်ကကက K ဆိုလို့ရှိရင်ခအတန်ထွက်ပါမယ်ခခခဟဟဟကခဟအဲ့တော့ပြန်ဆိုကြည့်မယ်ဆိုရင်ပေါ်ဖောမောဖောသထနလကခဟအားလုံးပဲရမယ်လို့ထင်တယ်ဒီဟာကိုဒီဘီနဲ့တရကဆိုလို့ရှိရင်တော်တော်လေးကိုအရေးကြီးတဲ့အတွက်ကြောင့်မို့လို့ဒီနေရာမှာစစဦးဆုံးတင်တဲ့အချိန်ဖြစ်တဲ့အတွက်ကြောင့်မလို့လိုက်ပြီးတော့အားထုတ်ပါဝင်ပေးကြဖို့လည်းတောင်းဆိုချင်ပါတယ်ကဲနောက်တစ်ခုဆက်ပြီးတော့သွားလိုက်ရအောင်ဒါဆိုလို့ရှိရင်ချီ X ဆိုလို့ရှိရင်စီပြန်ဆိုကြည့်မယ်ဆိုရင်ချီအစပြန်ဆိုကြည့်မယ်ပေါ်ဖောမောဖောသထနလကခဟချီဒီအထိကတော့ဒီအတန်ဒီအားလုံးကိုပိုင်နိုင်ရကြမယ်လို့ထင်တယ်ဒီမှာနောက်ထပ်တစ်ဆင့်အနေနဲ့နည်းနည်းလေး challenging ဖြစ်တဲ့ဥစ္စာကိုဆက်ပြီးတော့သွားပါမယ်ဘာအတန်လဲဆိုရင် ZH အတန်ကိုသွားပါမယ်ဘယ်လိုလဲဆိုလို့ရှိရင်ရှာအောက်ကနေပြီးတော့လေထွက်ရပါတယ်ZH ဆိုလို့ရှိရင်CH ဆိုလို့ရှိရင်
吃sh ဆိုလို့ရှိရင်သူကရှတန်းထွက်ပါမယ်ဒါလေးကတော့ဘာအတန်နဲ့မှမတူဘူးပေါ့နော်သူကလနဲ့ရနဲ့ရဲ့အလယ်လောက်အတန်ကိုသွားပါမယ်ဘယ်လိုလဲဆိုရင်အဲ့တော့ပြန်ပြီးတော့ဆိုကြည့်မယ်ဆိုရင်အစကနေပြီးတော့ပြန်ဆိုကြည့်ရအောင်ပေါ်ဖောမောဖောသထနာလကခဟជី起西吃日ဒီလိုမျိုးရှာသွားပါမယ်ကဲဟုတ်ပြီနောက်တစ်ခုအနေနဲ့ဆိုလို့ရှိရင်ဒီမှာလက်ရှဒီမှာအခုချိန်မှာတင်နေတာမြန်နေရဆိုပြီးတော့လည်းစိတ်မပူပါနဲ့ဒီအရာတွေကဒီအတန်ထွက်တွေကိုထက်ကကြည့်ပြီးတော့တခြားသောဒီတင်ထောက်ကူဗီဒီယိုတွေနဲ့လည်းပေါင်းဆက်ပြီးတော့ကြည့်ဖို့အတွက်အကြံပြုချင်ပါတယ်ဒီဟာကိုစာတစ်ခုလိုမျိုးဆိုတာထက်ကိုယ့်ရဲ့အတန်ကိုလေ့ကျင့်သလိုမျိုးလေ့ကျင့်မြင်ပြီးတော့လေ့ကျင့်ပေးဖို့ကိုလည်းတိုက်တွန်းပါတယ်ကဲဟုတ်ပြီနောက်ထပ်တစ်ဆင့်ကိုသွားရအောင်ဒါဆိုရင်炸တာနဲ့ထွက်မယ်စီဆိုတော့ခါခွေးတန်ပေါ့နော်အဆိုတော့စာလုံးတန်နဲ့ထွက်မယ်ပေါ့နော်ဒီမှာzh နဲ့ z နဲ့ကဘာကွာတာလဲ ch နဲ့ c နဲ့ကဘာကွာတာလဲ sh နဲ့ s နဲ့ကဘာကွာတာလဲဒီမှာပြောမယ်ဆိုလို့ရှိရင် z တန်ဒီဖြစ်ပြီးတော့ရှာအောက်ကလေမထွက်ပါဘူး zh ဒီ zh ကိုဆိုမယ်ဆိုလို့ရှိရင်အဲ့တော့နဲ့ နဲ့ပါမတူပါဘူးနဲ့နဲ့ c ဆိုရင်နဲ့နဲ့ s ဆိုရင် s တန်ဆိုလို့ရှိရင်တော်တော်လေး꿰ရပေါ့နော်ဒီမှာကြည့်မယ်ဆိုရင်နဲ့နဲ့နောက်ထပ်နှလုံးပဲကြံပါတော့တယ်နောက်ထပ်နှလုံးတန်ကအရန်ကိုလွယ်ကူပါတယ်ဘာဟာတန်လဲဆိုလို့ရှိရင်တော့ y ဒီ e ဆိုပြီးတော့ဖြစ်ပြီးတော့ w ဒီ w ဆိုပြီးတော့ထွက်ပြရပါတယ်ဆိုကြည့်ရအောင် ဟုတ်ပါပြီဒါဆိုလို့ရှိရင်အစအဆုံးအတူတူတစ်ခေါက်လောက်ဆိုကြည့်ရအောင်ပေါ်ဖောမောဖောသထနာလကခဟជីချီနည်းနည်းလေး challenging ဖြစ်တဲ့စကားလုံးလေးတွေလာပါမယ်